ငါတို့မကြည့်ပွဲပြန်ထိုးရမယ်ပူပြီးကြောက်စရာကောင်းတဲ့ပုံစံနဲ့ပြန်လာမယ်လို့ကြွေးကြော်လိုက်တဲ့အီလီယာတိုပိုရီယာဂျစတင်ဂေဂျီမင်းကိုဂုဏ်ပြုပါတယ်ကွာမင်းပွဲမတိုင်ခင်ကပြောခဲ့တယ်လို့ပဲငါမျက်နှာပေါ်မှာအမာရွတ်တွေကိုခြံထားခဲ့နိုင်ပါတယ်ပထမချီမှာတဲ့မင်းရဲ့လက်တီးချက်တွေကြောင့်ငါရဲ့ညာဘက်မျက်လုံးကြီးမြတ်အောင်အလင်းကွယ်သွားခဲ့ရတယ်လို့ဒုတိယချီအဆုံးမှာတော့ဘယ်ဘက်မျက်လုံးပါလောဝအမြင်အာရုံပျောက်ဆုံးသွားခဲ့ရပါတယ်ငါဘာစင်ချင်မှမပေးချင်ပါဘူးဒီပွဲတော့ငါဘဝမှာအကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်ငါတကယ်ကိုထပ်မြက်ပြီးအစင်သစ်ဖြစ်နေခဲ့တာပါဒါပေမဲ့အဲ့ဒီညကမင်းရဲ့ညတညဖြစ်သွားခဲ့ပါတယ်ဒါအာကစားနည်းရဲ့တဘာဝပါပဲအောင်မြင်မှုဂုဏ်တရေနဲ့နာကျင်မှုတန်ရာဆိုတာအမြဲတမ်းတွန်သွဲနေတတ်တာမျိုးလေငါတန်ရာတွေကိုကုသမယ်အနာယူမယ်ပြီးရင်ပူပြီးတတ်မှာပူပြီးပညာပြေးွားတဲ့အရင်ကထက်အစင်သစ်ဖြစ်နေတဲ့ဟိုကြောက်စရာကောင်းတဲ့လူသားဖြစ်ပြန်လာခဲ့ပါမယ်ပြီးတော့ငါ့ကိုယုံကြည်ထားလိုက်ပါငါတို့နှစ်ယောက်ကြားကဇက်လန်တွေကဒီမှာတင်ပြီးဆိုးသွားတာမဟုတ်ပါဘူးငါတို့ကမလွဲမသွေကလေးစားချေပွဲပြန်ထိုးရအောင်မှာပါဆိုပြီးဒါအီလီယာတိုပိုရီယာကရေးသားပြောဆိုသွားတာဖြစ်ပါတယ်အီလီယာတိုပိုရီယာဘက်ကနေမရက်တိစကားပြောဆိုလာတဲ့ DJ တိုပိုရီယာရဲ့အဆုံးနဲ့ပတ်သက်ပြီး MMA လောကရဲ့ဆရာကြီးသက်ဆူဖြစ်တဲ့ DJ ကအားလုံးကိုအခုလိုတတိပေးလိုက်ပါတယ်ကြီးကျယ်ခမ်းနားတဲ့အာကစားသမားတိုင်းဟာစုံနေဖူးခဲ့ကြတာပဲ GSP လည်းစုံဘူးတာပဲကျွန်တော်ကိုယ်တိုင်လည်းအလဲထိုးခံခဲ့ရဘူးတဲ့ဂျုံကျုံတော့စုံခဲ့ဘူးတာပဲလေကနဝင်ဆိုတဲ့လူသားမှန်သမျှအကုန်လုံးစုံဘူးကြပါတယ်ကျွန်တော်တို့အားလုံးစုံနေခြင်းနဲ့ရင်ဆိုင်ခဲ့ဘူးတာမို့လို့အခုအီလီယာတိုပိုရီယာတယောက်ကြောက်ဆုံးသွားရုံနဲ့သူကနောက်တစ်ချိန်ပြန်မလာနိုင်တော့ဘူးအရင်ကတည်းကပို့ပြီးမကြီးကျယ်နိုင်တော့ဘူးလို့ဒါကလုံးဝကိုအတိတ်ပဲမတက်ရောက်ပါဘူးဒီနေရာမှာ DJ ပြောတော့တာတကယ်ကိုမှန်ပါတယ်ဗျအစိုးဆိုတာကနဝင်ဖြစ်ဖို့အတွက်ဖြတ်တန်းရမယ်လမ်းခီးတစ်ခုတာဖြစ်ပါတယ်ချန်ပီယံလူကွင်းမရရင် MMA လောကကနေထွက်ခွာသွားမယ်လို့ဒေနာဝိုက်ကိုစိတ်ပေါက်ပြလိုက်တဲ့အာမန်ဂျစတင်ဂီဂျီနာမည်ဘက်ကလောက်ပြီး$5.8 တန်းရရှိခဲ့တဲ့အာမန်တယောက်ပတ်စံတွေရလို့ပြောနေပေမဲ့သူ့ရဲ့တကယ်ရည်မှန်းချက်ဖြစ်တဲ့ချန်ပီယံကပတ်စိတ်ပေါ်ခွင့်နဲ့ပတ်သက်လာရင်တော့ UFC အဖွဲ့အစည်းကိုပြက်ပြက်တတိပေးစကားပြောဆိုလာခဲ့တာဖြစ်ပါတယ်ချန်ပီယံဟောက်ချာဦးလီဘေယာက KG ကိုကပတ်နှစ်ခုလုံးအတွက်စိတ်ကိုလိုက်တဲ့အပေါ်အာမန်တယောက်စိုးရိမ်စိတ်ဝင်လာပြီးသူ့ရဲ့မကျေနပ်မှုကိုဒဲတူဖွင့်ဟလာခဲ့ပါတယ်သူတို့ကျွန်တော်ကိုချန်ပီယံစိတ်ကိုဖွင့်မပေးပဲဘေးဘက်ထားခဲ့တာ2ကြိမ်3ကြိမ်တင်မကတော့ပါဘူးဒီတစ်ခါရောဘာတွေဆက်ဖြစ်အောင်မလဲဆိုတာကျွန်တော်မသိဘူးဒါပေမဲ့တကယ်လို့ဒီတစ်ခါမှာကျွန်တော်ကိုချန်ပီယံလုပ်ခွင့်မပေးပဲထပ်ပြီးကြော်သွားအောင်မယ်ဆိုရင်တော့ကျွန်တော်ကဒီအားကစားနည်းကိုမှားပြီးတော့ရွေးချယ်ခဲ့တာလို့ပြောဆိုထားပါတယ်သူကလက်ရှိ lightweight တန်းရဲ့နံပါတ်1စိတ်ခေါ်သူဖြစ်လို့ UFC အနေနဲ့သူ့ကိုထပ်ကြော်ပြီး Oliveira ကိုပွဲပေးလိုက်ရင်တော့အာမန်တယောက် MMA လောကကနေနှုတ်ထွက်တဲ့အထိဆုံးဖြတ်ချက်တွေပြောင်းလဲသွားနိုင်ပါတယ်ဒီနာဝိုက်တာစီးပွားရေးမျက်စိနဲ့ Oliveira ကိုပွဲဦးစားပေးလိုက်ရင်အာမန်တယောက်တကယ်ပဲပြစ်ပယ်ခံရအောင်မှဖြစ်လို့အခုလိုမျိုးအားကစားမှားယွင်းမိတယ်ဆိုပြီး UFC ကိုလူသိရှင်ကြားစိတ်ကောက်ပြလိုက်တာဖြစ်ပါတယ်ခေါင်းနောက်ဆေးကိုတရားမဝင်ထိုးနှက်ခဲ့တဲ့ဆိုပြီးစီရဂေးကိုဆွဆွဲလိုက်တဲ့ Eric Pereira စီရဂေးကိုစုံနေခဲ့ရတဲ့ Eric Pereira ကစီရဂေးရဲ့တရားမဝင်လက်တီချက်တွေနဲ့ပတ်သက်ပြီးအခုလိုမျိုးဖွင့်ဟလာခဲ့ပါတယ်ဒါသူကန်ကောလို့ဝင်သွားတဲ့ဖြောက်လက်ဒီတစ်ချက်ကြောက်ပါပဲအဲ့ဒါကိုသူကအခွင့်ကောင်းယူသွားတာအဲ့ဒီပွဲဟာသူ့ဘဝအတွက်တသက်မှာတစ်ခါပဲရမယ်အခွင့်အရေးကြီးလေဒီကောကအရင်ကတည်းကညစ်ပတ်တဲ့ရာဇဝင်တွေအများကြီးရှိခဲ့တဲ့သူဟာညစ်ပတ်တဲ့ကွက်တွေခေါင်းနောက်စိတ်ကိုလှမ်းထိုးတဲ့လက်တီးတွေနဲ့ပေါ့ငါပွဲမတိုင်ခင်ကတည်းကတိုင်လူကြီးကိုဒီချက်ကိုတတိပေးခဲ့ပါတယ်မျက်စိတောက်ထောက်ကြည့်ထားဖို့ပြောခဲ့ပါသေးတယ်ဗီဒီယိုဖိုင်ကိုပြန်ကြည့်လိုက်ရင်ခေါင်းနောက်စိတ်ကိုဒါအထိမှန်သွားတဲ့လက်တီးတွေတော်ဆွဲချက်တွေအများကြီးရှိခဲ့တာကိုမြင်ရပါလိမ့်မယ်အဲ့ဒီတိုင်လူကြီးဟာယောက်ျားမဟုတ်ပါဘူးသူဟာဒီလိုပွဲမျိုးကိုတိုင်မလုံးတင်တဲ့သူပါဒီလိုလူစားမျိုးကိုပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူရပါမယ်ဆိုပြီးအဲရပါရယာကပြောဆိုထားတာဖြစ်ပါတယ်
ပါရီယာကတော့ဒိုင်လူကြီးရဲ့မျက်ကွယ်ပြုမှုကြောင့်သူ့ရဲ့အောက်ပွဲကိုမတရားအလူခံရတယ်လို့ယူဆနေတာဖြစ်ပါတယ်။ MMA အားကစားနည်းမှာခေါင်းနောက်စိတ်ကိုထိုးနှက်ခြင်းဟာဒါအားကစားသမားရဲ့အသက်အန္တရာယ်အထိဖြစ်စေနိုင်တယ်လို့ပြင်းထန်တဲ့ပိတ်ပင်ထားတဲ့တရားမဝင်ဖြစ်ပါတယ်။ပါရီယာရဲ့ဆွဆွဲချက်တာတကယ်မှန်ကန်ပြီးဗီဒီယိုသက်သေတွေထင်ထင်ရှားရှားထွက်လာမယ်ဆိုရင်တော့ဒီပွဲရလဒ်ဟာအငင်းပွားဖွဲ့ရတွေဖြစ်လာနိုင်တယ်လို့ UFC ဘက်ကလည်းအဲ့ဒီဒိုင်လူကြီးကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရမယ့်အခြေအနေတွေဖြစ်နေပါတယ်။ကမ္ဘာအကောင်းဆုံးဖိုက်တာပေါပေါစရင်မှာအဆင့်ကျဆင်းသွားတဲ့ဂျော်ဆူဝါဘန် UFC အိမ်ဗီရိုပွဲကြီးပြီးသွားတဲ့နောက်မှာတကမ္ဘာလုံးကဖိုက်တာတွေရဲ့အဆင့်အတန်းကိုတတ်မှတ်တဲ့ပေါဆရာကြီးကကမာကမောက်တွေဖြစ်ကုန်ကြပါတယ်။နံပါတ်1နေရာမှာတော့အစ္စလာမာကချက်ကဘယင်အဖြစ်ဆက်ပြီးစိုးမိုးထားဆဲဖြစ်ပါတယ်။ဒါပေမဲ့အကြီးမားဆုံးအပြောင်းလဲအနေနဲ့အီလီယာတိုပိုရီယာကိုဖြိုလဲခဲ့တဲ့ဂျက်စတင်ဂေဂျီကတော့အဆင့်တတ်မှတ်ချက်မရှိတဲ့နေရာကနေကမ္ဘာနံပါတ်4နေရာထိဒုံးပြန်လို့တက်လှမ်းလာခဲ့ပါတယ်။အဲဒါပါရီယာကိုအလဲထိုးခဲ့တဲ့စီဒီဂိန်းကလည်းနံပါတ်7နေရာနဲ့ဇယားတွေကိုအသစ်ဝင်ရောက်လာခဲ့ပါတယ်။ဒီလိုတက်လူကြီးတွေအဆင့်တွေအစမတန်တက်လာတာကြောင့်လက်ရှိမှာပွဲမထိုးရသေးတဲ့ကျွန်တော်တို့မြန်မာပြည်ပွားဂျော်ဆူဝါဘန်ဟာအဆင့်တစ်ဆင့်အနည်းငယ်ရော့ကျသွားပြီးကမ္ဘာနံပါတ်10နေရာကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့စိတ်မှုစရာလုံးဝမရှိပါဘူး။ဂျော်ဆူဝါဘန်ဟာခန်းဆက်ချာဦးလီဘေယာနဲ့အာမန်ဒိုလိုကမ္ဘာကျော်ဖိုက်တာတွေရဲ့အထက်နေရာမှာကျက်တည်နေတော့ပဲဖြစ်ပါတယ်။သူရဲ့နောက်ထပ်ပွဲစဉ်ကြီးရောက်လာတဲ့နေ့မှာဒီထက်မကအဆင့်တွေတက်ပြီးပေါရဲ့တော့ဖိုက်တဲ့အထိဘလို့ကြောက်စရာကောင်းတဲ့ပုံစံနဲ့တက်လန်ပြအောင်မလဲဆိုတာတကယ်ကိုရင်ခုန်စိတ်လို့စားစွာစောက်ကြည့်ရတော့မှဖြစ်ပါတယ်ဗျ။